ဆယ်တန်းမှတ်နဲ့လို့ visa process ဆွေးနေကြတဲ့အကြောင်းတွေကြောင့်များရှိတာကိုရဘာသာစကားကိုအရင်မကြွကျင်သေးလို့အင်တက်များနောက်ကျမလားဆိုပြီးတော့စိတ်ပူနေပါသလားအဲ့လိုမျိုးဖြစ်နေရဲ့အကြောင်းသူအကြောင်းသားတွေအတွက်အိတ်တွေကိုရနဲ့အထူးခွင့်ရင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီခွင့်ရင်းလေးကတော့အိတ်တွေကိုရနဲ့ရှောက်ထားပြနေကြ D4 D2 visa အပြင် D4 7 visa လေးကိုပါစတင်ရှောက်ထားနေပြီဖြစ်ပါတယ်ဗီဇာဆိုတာကတော့ကိုရီးယားနိုင်ငံတက္ကသိုလ်များမှာ language program ကို English track နဲ့စတင်တက်ရောက်နိုင်တဲ့ဗီဇာမျိုးစားလေးပဲဖြစ်ပါတယ်။ D47 ဗီဇာရဲ့ပထမဆုံးအားသာချက်ကတော့ VCS ထုတ်ပေးခြင်းပဲဖြစ်ပါတယ်။ VCS ဆိုတာဗီဇာလျှောက်ဖို့အတွက်အရေးကြီးတဲ့စာရွက်စာတမ်းတွေတစ်ခုပါ။အားလုံးသိကြတဲ့အတိုင်းတရုံဘက်ကနေဗီဇာလျှောက်ပြီးတော့ဗီဇာရပို့စာမလွယ်ကူပါဘူး။ဒါပေမဲ့ VCS ဆိုတာကိုရီးယားတက္ကသိုလ်ဘက်ကနေကိုရီးယား immigration နဲ့တဆင့်ဒါရလျှောက်ထားပေးထားတဲ့အတွက်ကြောင့်ဗီဇာရနိုင်ခြင်းမြင်ပါပါတယ်။ D47 ဗီဇာရဲ့ဒုတိယအားသာချက်လေးကတော့ financial ဘက်မပြည့်စုံသေးတဲ့ကျောင်းသူကျောင်းသားများလည်းလျှောက်ထားနိုင်ပြီးတော့အထက်တက်အမှတ်နေတဲ့လူတွေများလည်းလျှောက်ထားနိုင်ပါတယ်။ဒါ့အပြင် D47 ဗီဇာပြီးဆုံးသွားတဲ့ကျောင်းသူကျောင်းသားလေးများအနေနဲ့ topic exam ဖြေဆိုပြီးတော့ topic level 3အထက်ရတဲ့ကျောင်းသူကျောင်းသားလေးများအနေနဲ့ D2 ဗီဇာကိုရီးယား track ကိုတရားဝင်ပြောင်းလို့ရနေပါပြီနော်။ကိုရီးယားဘာသာစကားကိုအရင်မကြွကျင်သေးဘူး။ကိုရီးယားဘာသာစကားထက်အင်္ဂလိပ်စာဘာသာစကားကိုပို့ပြီးတော့ကျန်းကျင်တဲ့ကျောင်းသူကျောင်းသားလေးအနေနဲ့ဒီဗီဇာလေးကတော့ရွေးချယ်တင်တော့မယ်နော်။ D47 ဗီဇာရဲ့အကြောင်းကိုသိချင်တဲ့ကျောင်းသူကျောင်းသားလေးများအနေနဲ့8289ကိုလာရောက်ပြီးတော့ appointment ယူပြီးစုံစမ်းမေးမြန်းလို့ရတယ်နော်။